Hello မော်နီပါခင်ဗျာဒီနေ့ကတော့မြူနင်းတို့ထာဝရဝေဆိုတဲ့ဇလန်တွဲလေးအတွက်ဇညိုးဖတ်ဖို့အတွက်ကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်အခုရမုံကတော့ပေါ့နော်ဒီမြူနင်းတို့ထာဝရဝေအတွက် script reading ကိုရမုံကသွားဖို့ရောက်ရှိနေတာဖြစ်ပါတယ်ပြည်သက်ကြီးမင်္ဂလာပါဒီနေ့က script meeting လေးပါဒီနေ့ဒါမြူနင်းတို့ထာဝရဝေ fee လေးအတွက်ဒါ day 1 script လာဖတ်တာပါ3ရက်လုံးပါဒါပထမဆုံး day 1ပါဒီနေ့ script reading မှာ behind the scene တွေမှာဘယ်လိုလေးရမုံတို့စူးစမ်းနေမလဲဆိုတာအားလုံးပဲလိုက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်လိုက်ခဲ့ပါခင်ဗျနောက်ဆုံးတော့မတွေးရမတွေးပဲလေးဆက်ပြီးဖြစ်သွားတဲ့ကောင်လေးပဲရမုံမာလေဆိုတဲ့ဒီကောင်လေးကိုလက်ထက်ရတော့ပြီဆိုရင်ဒီမိုးရှိတယ်နှလုံးလေးလိုလိုဖြစ်အရင်အကောင်လေးလည်းပြန်ပြင်မှုမရတော့တဲ့နောက်တော့တော့အရင်နောက်ကျနေခါနေငါမိမဖြစ်ဖို့ဖြစ်စရာမင်းစောင့်ကြည့်ရနင်တွေ့လိုက်ပါလားနော်အတက်တော့ဒီမှာပြန်ပြောနော်ငါနှိမ့်ပြီလေနှိမ့်ခိုင်းတယ်ဘယ်ချိန်မှဝင်ပေါ့ဒီကလည်းဗျာကျွန်တော်ပြောဆိုလိုက်ရှာတယ်မယူရှစ်တော့ဘယ်တော့မှမယူအဲ့စကုတ်ကိုတက်တက်ပြလိုက်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ကျွန်တော်က FG Production နဲ့အတူ Director ကိုကိုဝင်းစီစဉ်ရိုက်ကူမဲ့မြူနင်းတို့ထာဝရဝေဇလန်တဲ့အတွက်ကျွန်တော် workshop လေးလာတာဖြစ်ပါတယ်ဒီဇက်ကားမှာတော့ကျွန်တော်က DG ဦးဆိုတဲ့ဇက်ရုပ်လေးကနေပါဝင်ပြီးတော့တရုပ်ဆောင်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါတန်တဲ့နာမည်ကတန်စင်စီစာပါတန်တန်ကဒီမြူနင်းတို့ထာဝရဝေဆိုတဲ့ဇလန်တွဲလေးထဲမှာနန်းချယ်ရီ character လေးကနေတရုပ်ဆောင်ထားပါရဲ့ရှင်ဒီနေ့ကတော့ဒီဇလန်တွဲလေးထဲမှာပါတဲ့ညီကိုမောင်မရင်းနဲ့တူတူ script workshop လုပ်မှာပဲဖြစ်ပါတယ်ဒါပေါ့အေးပါအေးပါဒီဘာမှမလုပ်တာလေဒါတော့ဘယ်ဝါမှာလဲကျွန်တော်ကတန်ရုံးစီကိုကအချစ်လို့ထင်နေတယ်ဆိုပြီးဒီမလေးပေါ့ပါငငယ်ရတဲ့ရုံးနေရှိတယ်ဒီရုံးနဲ့ပတ်သက်ပြီးတော့ပြီးတော့နေသက်ကြအကြောင်းပြောလိုက်တော့မလေးရဲ့နေတော့တောက်သွားတယ်ကျွန်တော်ရဲ့ဝေယဝိကအတော်လုံးလုပ်ရတယ်ပေါ့နော်အဲ့ဒါခင်ဗျားကြောင့်သူခုလိုမျိုးတွေခံစားရတယ်ခင်ဗျားကြောင့်အဲ့ဒါဆိုစလို့သူတို့တာအမိတွေနိုင်ကျင့်သမျှဆက်ပြီးခံနေရအောင်တဲ့သဘောလားကျူးစားဝင်ကျူးစားဝင်ရုပ်ကွာကြည့်လို့ကောင်းတယ်အဲ့လိုလုပ်တာလေ तू ကမှတ်မှာမဟုတ်ဘူးကိုနော်နာကန်တခြားပြောရှိပြီကိုတို့ကစနိုးလေးနေမကောင်းဘူးတော့မဖြစ်တော့မင်းဟောက်တာရှောက်ပြောလူတူတာဖြစ်နေတယ်သူကြတော့မဟုတ်ပတ်သက်တာဒါကမှဒီလိုနေပါဘူးကိုရဲ့ကိုကလည်းစိတ်